လိုက်ဆိုရင်ရှောင်းနေလွယ်လေမမီဝဲနဲ့ကင်းအောင်နဲ့ပညာရှိကိုအရှိတွေလေမီဝဲစီကနီရူလေသုံးမရေနာမိငါများနဲ့ဆရာသမားကိုပူဇော်လေချမ်းသာကိုပေးဆက်ဆက်ရေးမျော်တွေသုံးချက်ပေးအဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲတည်းရှေးကတင်ကြိုးပြုလေလို့ဒီကောင်းမှုအထူးရှိပါစေမိမိကိုကောင်းအောင်ထိန်လို့မတိမ်စေနဲ့စောင့်ကြည့်လေဥစ္စာကိုပေးနေတိုင်းမျော်တွေသုံးချက်ပေးအဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေတကောင်းတရားဟုတည်းများကိုကြံမြင်သူကြရှိပါစေအိုးအိမ်တီထောင်ဝမ်းသာရေးနဲ့အသက်မွေးဖို့အသက်တင်လေလူနစ်ဆိုင်ရာခြင်းဝေများကိုကောင်းစွာသင်ကြားနားလေစေမှန်ကန်ရင်ချစ်ချိုသာအေးဆိုရင်တပါစေအဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေမြတ်မိုးရွှေတောင်းမိပါချေကိုကောင်းစွာဆက်ပေးဝိကြည်ခြင်းကျွေးသိချလာတာနဲ့မရဘူးမြောက်စားကြီးမြင့်ဝိကုန်စေအလုံးတော်ဝေးမလေးနဲ့အပြည့်ကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစု၍မျော်တွေသုံးချက်ပေးအဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေသုံးတန်စေတနာပြုစေလန်းလို့ဘေးကဝေမြလူနိုင်စေကိုယ်နှုတ်စိတ်ချမ်းမမိုင်မာနဲ့သူစရိုက်ရာကိုချစ်ပါလေဆွေမျိုးတွေကိုပြစ်မှတ်ထားနဲ့တင်ဟာရနဲ့ချီးမြှောက်လေတန်စင်ပြမျိုးလူလူချိုးတဲ့ဖို့ရဆောင်လေအဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေမကောင်းမှုတွေကိုတည်းများကိုမတွေ့ခင်ကရှောင်ကျင်လေတွေ့ကြုံလာလျက်မလို့ချူနဲ့အထူးသဖြင့်ဆောင်စည်းနေအေးရသေးစားမတော်စားနဲ့မောင်မတတ်တဲ့အိယာပင်လောက်ကံပြောချတတိထားတရားမမေ့အဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေအတတ်ကိုဝါကိုတကြည်လာစီကခါစားရိုသေသေးမာနကိုကုန်းမချွတ်နဲ့ကိုနှိတ်ချအမြဲနေလောဘအပေါ်လို့မလိုက်နဲ့ဦးထိုက်တာနဲ့ချိန်နဲ့လေကိုပေါ်ပြူသူချေသူအထူးတည်တဲ့စေအဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေဝိစာနေတိုင်းခတ်တဲ့စိတ်ကိုချုပ်ထိတ်တီးခံလေကြိုးချောင်းကြမျိုးဆုံးပါသလားပြောကြနာကနားလေစေသူမြတ်ပုဂ္ဂိုလ်ဟုသည်များမကြခင်နာတွေ့ဆုံးလေတဘာဝတွေ့မှတိုင်ဆွေးနွေးမပြတ်ပေအဲ့ဒါမှဘုရားဝါရကပ္ပမင်္ဂလာရေလောကီအာယုစီမှုပြောမကျူးနဲ့ချိုးဆန်းလေမြတ်တာပြမစိုးလက်ကိုင်ကုန်သူမြတ်ချင်းထုံးရွှေမသွေလေးပါးသစ္စာဉာဏ်မြင်ကြည့်အမှန်သိအောင်ကြိုးစားနေဒုက္ခလောကင်းနေဝချင်းအလေးပေါနိုင်လေ
တိုင်းဒီပြေးရစိတ်ကေလို့ လူနဲ့လူချင်းတလကားနဲ့ ငြိမ်းချမ်းပါစေအဒီတာနဲ့ စွမ်းနာရတာကူညီတဲ့ 38ဖြာမင်္ဂလာတရားရေးသားချက်တော်လေးအဖို့